လူတွေကအဲ့ဒါအလိန်သိက်ခံရတာဒါကြောင့်မာကနောဆရာတော်ဘုရားကြီးကပြောတယ်လင်ရင်တဲ့သူကနည်းနည်းရတယ်အလိန်ခံရင်တဲ့သူကများတာဟုတ်တယ်ဒီပြောတော့အလိန်ခံရင်တဲ့သူကများဘုသူတ္တမရှိဘူးလေအလိန်ခံရင်တဲ့သူကများတယ်နည်းနည်းလေးရှင်များတို့မရှက်ဘူးဆိုရင်လိန်မြန်ပုံကြည့်တယ်ဒီလိုတော့ကြောက်တယ်ရိုးသားရတယ်ဘုန်းကြီးမှန်ရိုးသားရတယ်သူတို့ပြကမ္မထမ်းပြတဲ့ဘုန်းကြီးဘိုးရိုးသားဖို့လို့တယ်အဲ့မရိုးသားဘဲနဲ့ကိုယ်တွေးလို့ကိုယ်မြင်လို့ပြောယောဂီရဲ့ယုံတယ်ငါအားတယ်ငါအားတယ်လို့ပြောရင်လူတွေကကြက်ချင်မကြိုက်မှာအားလဲအားတယ်လေပရိယတ်တိနဲ့ပဲသူတို့မှစီဘူးဗျအဲ့ရှင်များတို့လိန်ရဲဖို့ပဲလို့တယ်အဲ့ဒါကနေအခုအဲ့ကိုတော်တွေဖြစ်တဲ့အခါဟိုတိုင်းပြည်ဘယ်လိုဖြစ်တော့ကမ္မထမ်းပฏิပတ်နယ်ပဲမှာနာမည်တောင်ပြတ်ထွက်သွားအဲ့ဒါရှင်များတို့သာတက်တဲ့ရှင်များတွေကသာဖတ်ပြီးတော့ကျင့်ပြီးပြောကြဗျာစာတက်တဲ့ဘုန်းကြီးတွေအလုံးမလုပ်ဘူးဆိုစာမတက်တဲ့ဘုန်းကြီးတွေအလုံးလုပ်ကြမယ်အဲ့ဒီကြမှာရှင်များတို့သွားပြီးမကြည်မနဲ့လုပ်နေတယ်ရှင်များတို့အလုံးလုပ်တာပုံစံမကြလို့အရေးပါတဲ့သူတွေကအရာရောက်ရှင်များတို့ကိုရေးပါတယ်ထင်အရာရောက်အောင်လုပ်အရာရောက်ပြီဆိုရင်တော့ရှင်များတို့လုံးသမျှအောင်မြင်ပါပဲအဲ့ဒီကြရင်တို့စာတက်တဲ့ပုဂ္ဂိုလ်တွေကအရေးပါအရာရောက်သွားပြီဆိုသာနာကောင်းတယ်ဟိုအရေးပါတဲ့သူတွေအရာရောက်တော့နောက်ကလိုက်ဖြစ်ရှင်းရတာပြဿနာတက်ပြီးမှဖြစ်ရှင်းရတာကုစားနိုင်ရင်ဆိုတော့ဒဏ်ရာတော့ကြံတယ်သာနာအတွက်ဒဏ်ရာရတာရှင်များတို့ပြောလို့ညံ့လို့